ကိုဘောပဲအာယုံစိုက်ပြီးအနမ်းယူပါဆိုတဲ့အကြောင်းအရာကိုအတိုးချုပ်သုံးသပ်ကြည့်အောင်ဒီအကြောင်းအရာကပြောချင်တာကရှင်းရှင်းလေးပဲကိုဘောကိုပြောင်းလဲချင်ရင်တခြားသူတွေကိုမဆောင်နဲ့အောင်မြင်ဖို့ဆိုတာကိုဘာသာကိုနေ့တိုင်းတိဆောက်ယူရတဲ့အရာပါလားဆိုတာကိုနားလည်ဖို့ပဲပထမဆုံးကတော့နေ့စဉ်တိုးတက်ဖို့ကိုကတိပေးလိုက်ပါဥပမာ social media ပေါင်းမဲ့စာအဲ့ဒီအချိန်ကိုစာဖတ်လိုက်တဲ့ဆိုတော့အဲ့ဒါဟာအပြောတော်သုံးတဲ့အချိန်ကိုတိုးတက်မှုတော်သုံးတဲ့အချိန်အဖြစ်ပြောင်းလိုက်တာပဲကိုအချိန်ကိုနိုင်တော့တာပေါ့ဒုတိယချက်ကိုဒီလိုတိဆောက်နေချိန်မှာအကြီးဆုံးရန်သူကအပြင်ကအသက်နေပဲဒါကြောင့်ကိုစိတ်ကိုအာယုံဆိုင်မှုထမ်းချက်ကလိုမျိုးလဲကျင်ခါဖို့လိုတယ်သူများတွေဘာပြောလိုက်ခံစားနေတာကကိုရဲ့တံပိုးရှိဆုံးစွမ်းရံတွေကိုဖြုံးတိပနေတာပဲလေဟုတ်တယ်မလားကိုပန်းတိုက်ပေါ်မှာပဲလေးစားလို့စူးစိုက်ထားလိုက်နောက်ဆုံးပြီးတော့အရေးကြီးဆုံးဖြစ်နိုင်တဲ့အချက်ကတော့ကိုဘွားကိုပဲပိုင်တယ်ဆိုတာလက်ခံလိုက်ဖို့ပဲတခြားသူကိုပြစ်တင်တာတွေရပ်လိုက်တော့ဘာလို့လဲဆိုတော့အပြစ်တင်တယ်ဆိုတာကကိုစွမ်းအားကိုသူများနဲ့ထပ်ထည့်ပေးလိုက်တာပဲအဲ့မှာတင်ကိုတိုးတက်မှုလည်းရသွားရောအမားတိုင်းကိုသင်ခန်းစာအခက်ခဲတိုင်းကိုကြီးပြင်းဖို့အခွင့်အရေးလို့သာသဘောထားလိုက်အချုပ်ပြောရရင်ဘဝမှာအောင်မြင်မှုဆိုတာနေ့စဉ်ကိုအာယုံဆိုင်မှုစိုက်ပိုင်းဆိုင်ရာစီကံရှိမှုနဲ့အပြည့်အဝတာဝန်ယူမှုတို့နဲ့နိုင်ပွဲဆင်ရတဲ့တကူတော်တိုက်ပွဲအခုပါပဲ